Okay ဒါကတော့ Bill Clinton ရဲ့အမျိုးသမီးပေါ့နော် Bill Clinton ဆိုတာကြောင့်42ယောက်မြောက် American ရဲ့သမ္မတပေါ့နော်သူ့ကိုဒီအခုနောက်ပိုင်းနာမည်ကြီးတဲ့ထွက်ပေါ်နေတဲ့ဒီသူ့ရဲ့ဓာတ်ပုံပေါ့နော် Bill Clinton ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတာလေးကိုအသုံးပြုရကျွန်တော်အင်္ဂလိပ်စာလေးကိုသင်ပြအောင်ပြောတယ်သူကကျတော့စကားပြောဆိုတဲ့နေရာမှာကျွန်တော်အင်္ဂလိပ်စကားပြောဆိုရဲဆိုတာထက်ကိုသူကအရင်တော့ကလည်းဒီ Hillary Clinton ကအရင်တော့ကလည်းဒီရှင်းနေတယောက်ဖြစ်တယ်ပြီးလို့ရှိရင်state secretary လည်းလုပ်ဘူးလေဆိုတော့သူ့ရဲ့ပါနတ်စွာဖြည့်ဆို့သွားပုံကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဒါပေမဲ့ထင်ရှားတာကြတော့အသက်မပြည့်တဲ့ကောင်မလေးတယောက်ကဒီမှာပေါ့နော် massage နှိမ့်နေပြီးလေဆိုရင်ဓာတ်ပုံကထွက်ပေါ်နေပြီးတော့ဒါသူဒီပတ်သက်မှုရှိရဆိုတာတကယ်တော့ထင်ရှားတယ်ပေါ့ဒါပေမဲ့သူနေမှာဘယ်လိုဖြေလဲဆိုတော့ကျွန်တော်တို့ You saw your husband in these photos with a young woman being massaged. What went through your mind? သူပြောတာပေါ့နော်အဲ့တော့ဒီဓာတ်ပုံကိုမျိုးတွေ့တယ်အမျိုးသမီးငယ်လေးတွေကရန်ဝမအမျိုးသမီးငယ်လေးကမင်းယောက်ျားကိုနှိမ့်နေပြီးနောက်တွေ့တယ်အဲ့တော့မင်းရဲ့စိတ်ထဲမှာဘယ်လိုဖြစ်နေလဲအဲ့ဒါကိုကျွန်တော်တို့သူဘယ်လိုဖြေသွားလဲဆိုတော့ကျွန်တော်တို့ကြည့်အောင် I am not going to speculate. You didn't have any feeling. Okay သူက speculate လုပ်မှာမဟုတ် speculate လို့ဆိုတော့ကျွန်တော်တို့ကစဉ်းစားတယ်တွေးတောတယ်ထင်မြင်ယူဆချက်တွေပြီးအဲ့လိုမျိုးသူကထင်မြင်ယူဆချက်တွေပြီးမှာမဟုတ်ဘူးနော် Feelings about young women massaging your husband. အဲ့တော့ယောက်ျားကိုနှိမ့်နေပြီးနောက်ဘာမှခံစားချက်မရှိလားပေါ့နော်တခါထပ်မေး I am not going to offer opinions Okay offer opinions အဲ့တော့ငါအမြင်ကပြောမှာမဟုတ်ဘူး or speculation about anything that I have no context for. Okay. Anything that I have no context for context အချင်းနေအကြောင်းအရာကို तू မသိဘူးပေါ့နော် तू အချင်းနေအချိန်ခါကို तू မသိဘူးလို့ तू ပြောထားတာပေါ့နော်အားလေးကောင်းတယ်အချင်းနေအချိန်ခါကိုမသိတဲ့ဘာတစ်ခုပါ तू ထင်မြင်ယူဆချက်တွေပြီးမှမဟုတ်ဘူးပေါ့နော် And was not there. အဲ့မှာလည်းမရှိနေဘူး After you learned that Jeffrey Epstein was convicted of sex crimes with kids, any of these photos of your husband with women being massaged on the beach, did it concern you? Did it concern you မင်းကိုစွေးမှုတွေပေးလာပေါ့နော်ဒါကကျတော့ကျွန်တော်တို့ဒီ Jeffrey Epstein နဲ့ဒီ Bill Clinton နဲ့ပတ်သက်နေတော့ကဒါရိုက်ကူထားတဲ့ဓာတ်ပုံတွေဖြစ်တယ်ပေါ့နော်နောက်ပိုင်းမှာ Jeffrey Epstein ကကလေးသူငယ်တွေကိုလူကုန်ကူးမှုအသက်မပြည့်တဲ့ကလေးတွေနဲ့ sexual harassment ပေါ့နော်လိင်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့အရေးယူခံရတယ်ပေါ့နော်အဲ့ဒါကိုသိတဲ့အခါမှာဒီလိုဓာတ်ပုံတွေထွက်လာတော့မင်းစိုးရင်လားပေါ့သူကမေးတာ I have no context for even သူက context မရှိဘူးပေါ့နော်ဒီအချိန်နေနဲ့အချိန်ခါကနားမလဲဘူးပေါ့နော်ဒီမိဘဖြစ်ဖို့အတွက် answering that question. And I think, obviously the innuendo ဆိုတာကြောင့် negative remarks တွေပြောတာအဲ့တော့မကောင်းတဲ့ထင်မြင်ယူဆချက်တွေအဲ့ဒါတွေပေးဖို့အတွက်အားလုံးပေါ့နော်အဲ့ဒါကိုသူဖြေဖို့အတွက် context မရှိဘူးပေါ့နော်သူပြောချင်တာအဲ့ context ကအရေးကြီးပေါ့ကျွန်တော်နားမလဲဘူးပေါ့နော်ဘယ်လိုချိန်နေမျိုးမှရှိနေလဲဆိုတာနားမလဲဘူးဆိုတော့ရှိနေပြီပေါ့နော်သူက context ကအရေးကြီးရဆိုတဲ့အကြောင်းသူပြောပြပါတယ် all the rest of it. I'm asking a black and white question. Okay so မင်းရဲ့သူကလည်းရှင်းတယ်ပေါ့နော်မင်းကို yes no black and white question ရှင်းရှင်းလေးလေးပဲဖြူ